သမီးတကောင်နွားတစ်ထောင်ဆိုတဲ့စကားသိမ့်မှန်ကျုပ်သမီးလေးတယောက်မွေးထားတာညညဆိုရင်ဘယ်တော့မှအိမ်မပြောဘာဖြစ်လို့လဲဆိုတော့သမီးလေးရဲ့ရှေ့ရေးကျွန်တော်စဉ်းစားဘာဖြစ်လို့လဲဆိုတော့သမီးလေးကလည်းရက်ွက်ထဲမှာဆိုရင်အင်မတန်ချောအင်မတန်လှပညာရေးချင်းလေးကလည်းရှိတဲ့ကလေးဆိုတော့လိုချင်တက်မှတ်တဲ့လူတွေကဝိုင်းနေခုဆိုရင်သမီးလေးကကိုယ့်ရဲ့စုံမမှုအောင်မှနေတဲ့ကလေးဆိုတော့ဘိုင်းကောင်းကြောက်ပြီးထားတာလေပြောစရာကိုမလိုလိမ္မာရေးကြသိရှိတယ်ပညာရေးဆိုလည်းဘလောက်တော်တော့မပြောနဲ့ခုဆိုသမီးလေးကဘွဲရသွားပြီလောနဲ့လောဆိုလို့ဥပဒေဘွဲမထင်နဲ့လင်းလိုချင်တာလောနေတော့တာအဲ့တော့ဒီကလေးမလင်မယာမချင်းရတော့ကျုပ်အိပ်ပျော်မှာမဟုတ်ဘူးအဲ့တော့ဒီကလေးမလေးကိုအိမ်အောင်ရသားချပေးရမယ်အဲ့ဒီတော့လာတောင်းပါတဲ့သမီးလေးကိုအင်ဂျင်နီယာတွေဆရာဝန်တွေကုမ္ပဏီပိုင်ရှင်တွေလာတောင်းတယ်ကျုပ်ကသဘောမတူဘာဖြစ်လို့လဲဆိုတော့သမီးလေးကိုငွေကိုဗန်းပြပြီးအနိုင်ကျင့်မှာကြောက်အဲ့တော့ကိုကလည်းအရင်တုန်းကဆက်ဆရာပြုတ်ဆိုတော့အမှုပညာသမားတအားချစ်အဲ့တော့ကိုကအမှုပညာသမားနဲ့ပဲပေးစားခြင်းအရင်တော့ကျွန်တော်ဇက်ထောင်မှုခဲ့ပါတယ်အေးကျွန်တော်ဇက်တောင်းမှုမှတော့ကဘူးတယ်နဲ့တူပါတယ်ဖို့တိုင်းသပင်ဆိုတာလေအဲ့ဒါကျွန်တော်ဇက်ပဲတကယ်အချိန်မွန်းလည်းမခံအောင်အကဲ့ကြီးလည်းမခံအောင်တစ်နေ့လုံးနဲ့တပွဲမှမကလိုက်ရအောင်ဒါတော့အိမ်နဲ့ဝိုင်းလေးပြုတ်သွားသေးရဲ့အဲ့တော့တရင်သားလေးမှာကြီးညာထားတယ်အမှုပညာရှင်တယောက်နဲ့သမီးလေးကိုပေးစားမယ်လာရောက်ပြီးတော့သမီးလေးနဲ့လာပြီးတွေ့ဆုံလဲပါလို့ကျုပ်ကတရင်သားထဲမှာထည့်ထားဟာဒီနေ့တရင်သားထဲမှာထည့်တဲ့ရက်ပြည့်တဲ့နေ့ဘလို့တမက်လောင်းလေးတွေလာမလဲဆိုတာစောင့်ကြည့်အောင်ပါ